အခုကျွန်တော်ရောက်နေရတာပင်လောင်းอ่ะပေါ့နော် behind the leaf ဆိုတဲ့ coffee သူကတင်လည်းတိကျလိုက်ပဲရွှေပုံသီး coffee ဆိုတာဒီကနေထွက်တာဗျဒီမှာကျွန်တော်တို့ coffee လာတောက်တယ်ပြီးရင်ဒီမှာ coffee ဆက်ယုံနေဟိုပေါ့နော် coffee ဒီမှာလှမ်းနာတာတွေရှိတယ်ပြီးသွားလို့ရှိရင် process လုပ်တာပေါ့နော် coffee process လုပ်တာရှိတယ်ပြီးရင်ဒီထဲမှာဆိုရင်ဟို coffee မှုတ်လဲဝယ်လို့ရတယ်အစီကိုလည်းကြိတ်ပေးတယ်ဗျဒီမှာဆိုရင်ကျွန်တော် coffee ဒီလှမ်းနိုင်ပေါ့နော်အခုဒီဝင်းထဲကိုလေဝင်လာပြီးတော့ကားတကားဖွင့်လိုက်တာ ਨੇ အိုး coffee နဲ့လေမွေးနေရပဲဝင်းတစ်ခုလုံးဒီဟာတင်တယ် coffee နဲ့မွေးတာဒီကထွက်တာ coffee စီးလော်တော့လေ coffee နဲ့ဒီကနေထွက်တာမွေးနေရပဲတော့ဒီအပေါ်မှာတော့တောက်မှာ coffee ခုလောလေကျွန်တော်ဟိုဘက်ချက်ခေါ်ကြည့်လိုက်ရမယ်နော်သူကဒီလိုမျိုးသွားလို့လွယ်အောင်မြေပုံလေးလဲလုပ်ပေးတာပဲခုကျွန်တော်တို့ရောက်နေတဲ့နေရာဆိုရင်ဒီနားလောက်ပေါ့ဒီဘက်မှာဆိုရင် coffee တွေအများကြီးပဲ coffee စီးတွေဘောနော်အစင်းစင်းလိုက်နေလန်းလာဟိုဘက်မှာဆိုလို့ရှိရင်ကျွန်တော်ထင်တယ် coffee ဒါထုတ်ပိုးတဲ့ဟာဘောနော်ကုန်ချမ်းနေပေါ့